သူ့ရဲ့အပိုဝေးစားတွေနဲ့အတူဖုန်းတစ်လုံးကိုတွေ့လိုက်ရတယ်။ဖုန်းထဲမှာတော့သူမယောက်ျားနဲ့တခြားမျိုးသမီးတစ်ယောက်ရဲ့တွေ့ရိုက်ထားတဲ့ပုံတွေတွေ့ပါတယ်။အဲ့ဒီမျိုးသမီးကတခြားသူမဟုတ်ဘူး။သူမကပဝါပေါ်မှာကတ်နေတဲ့စပင်ဝါရောင်လေးတစ်မြင်ကိုတွေ့လိုက်ရပါတယ်။ဒါဟာသူမရဲ့စပင်မဟုတ်ဘူးဆိုတာတေချာနေတော့စိတ်ထဲမှာတမျိုးကြီးဖြစ်သွားမိတယ်။လှုပ်ဆင်းလို့သူမသားလေးကိုတွားကြိုတဲ့အချိန်မှာတော့အမျိုးသမီးတစ်ယောက်ကသူမကိုရင်းရင်းနှီးနှီးလာနှုတ်ဆက်ပါတယ်။သူကသူမယောက်ျားရဲ့လက်ထောက်တယ်လေ။သူ့ရဲ့ရွှေဝေးရောင်စပင်တွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူမရဲ့တန်တရားတွေကပိုပြီးကြီးထွားလာခဲ့ပါတယ်။သူ့ကိုအလုပ်ပဲချိန်စင်းတာလဲမေးကြည့်တော့အားလုံး9နာရီဆိုပုံမှန်စင်းကြတယ်ပြောပါတယ်။သူမယောက်ျားကတော့ညတိုင်းည8နာရီထိုးခါနီးမှပြန်လာတတ်ပါတယ်။ဒါဆိုညတိုင်း8နာရီမှအိမ်ပြန်ရောက်တတ်တဲ့သူမယောက်ျားကအဲ့ဒီကြားထဲမှာဘယ်ရောက်နေတာလဲ။နောက်နေ့မှာတော့ဒီအကြောင်းကိုတငယ်ချင်းအရင်ခောက်ကိုပြောပြမိတယ်။သူကတော့သူမကိုအတွေးလွန်နေတာပါလို့ချော့ပြောပေမဲ့သူမစိတ်တွေကမအေးနိုင်သေးဘူး။အဲ့ဒါနဲ့ပဲအလုပ်ကနေခွင့်စောစောယူပြီးသူ့ရုံရှိမှာစောင့်နေလိုက်တယ်။9နာရီထိုးတာနဲ့သူထွက်လာတာကိုတွေ့လိုက်ရတယ်။သူမလည်းသူ့ကားနောက်ကိုတောက်လျှောက်လိုက်သွားခဲ့တာပေါ့။သူကပန်းဆိုင်မှာပန်းဝင်ပြီးသူ့အမေအိမ်ကိုမောင်းသွားပါတယ်။သူ့ကိုတန်တရားဝင်မိတဲ့အတွက်သူမကိုတောင်ရှက်မိသွားတယ်ဒါပေမဲ့အိမ်ဖော်ကပြောပြလာတာကတော့သူအိမ်ကိုမလာဖြစ်တာလားနဲ့ချီနေပြီတဲ့။သူမယောက်ျားဘာလို့သူမကိုလိန်တာလဲ။ဘာမှမရှိတဲ့အချိန်ကတည်းကမိသားစုကိုတောင်စွန့်ပြီးလက်ထပ်ခဲ့တာ။အခုတော့သူကမူသားတွေနဲ့ပြည့်နေပြီလေလား။အဲ့ဒီနေ့ညမှာသူကမြို့တော်ဝင်နဲ့ညစာစားပွဲရှိတယ်လို့ပြောလာတယ်။သူမကိုလည်းဖိတ်ထားတာမို့အတူလိုက်ခဲ့မယ်လို့ပြောလိုက်တော့သူမျက်နှာမကောင်းဘူး။ဒါပေမဲ့ညင်းလို့မရတော့တာနဲ့ခေါ်သွားရတာပေါ့။ပွဲရောက်တော့သူကမြို့တော်ဝင်ကိုအတင်းသွားနှုတ်ဆက်ပေမဲ့မြို့တော်ဝင်ကယဉ်ကျေးရုံလေးပဲပြန်ပြုံးပြပြီးဂရုမစိုက်တယ်လို့လုပ်လိုက်တော့သူတော်တော်လေးအရှက်ရသွားပါတယ်။ဒါနဲ့သူမလည်းမြို့တော်ဝင်ကတော့စီလျှောက်သွားလိုက်တယ်။သူကသူမကိုမြင်တာနဲ့ချက်ချင်းမှတ်မိသွားတာပေါ့။တစ်ချိန်ကသူမကသူ့တက်ကိုကဲခဲ့ဘူးလားလေ။သူကသူမကိုလူတိုင်းနဲ့ရင်းရင်းနှီးနှီးမိတ်ဆက်ပြီးတော့မှကျမယောက်ျားကိုလည်းသူတို့နဲ့မိတ်ဆက်ပေးနိုင်ခဲ့တယ်။ပွဲထဲမှာအားလုံးပျော်နေကြချိန်မြို့တော်ဝင်ကတော့ကသူမကိုပုံတပုံပြလိုက်ပါတယ်။အဲ့ဒီအမျိုးသမီးပြတဲ့ဓာတ်ပုံထဲမှာလွန်ခဲ့တဲ့ရက်ပိုင်းကသူမယောက်ျားအိမ်ကိုတည်လာတဲ့ဝိုင်မျိုးစားကိုမြင်လိုက်ရတဲ့အခါသူမရင်ထဲဆိုးတက်လာခဲ့တယ်။စိတ်လေးလေးနဲ့အပြင်ထွက်လာတော့သူမရဲ့လူနာဟောင်းမာလာနဲ့ဆုံပါတယ်။သူကအိမ်တွင်းအကြမ်းဖက်မှုခံစားနေရသူတဦးမို့သူမရဲ့အခြေအနေကိုမြင်တာနဲ့အကူအညီလိုလားလို့မေးရှာပါတယ်။နောက်နေ့မှာတော့မာလာကိုအကူအညီတောင်းပြီးသူမယောက်ျားနောက်ကိုလိုက်ခိုင်းခဲ့ပါတယ်။မကြခင်မှာပဲမာလာစီကဖုန်းဝင်လာတယ်။သူဟာတခြားမိန်းမတစ်ယောက်ကိုဖတ်ပြီးအိမ်တစ်ခုထဲဝင်သွားတယ်တဲ့။အဲ့ဒီစကားကိုကြားလိုက်ရတော့သူမအသက်ရှူတော့မှားသွားမိတယ်။မာလာကကားနောက်ဖုန်းထဲမှာတခုခုဝတ်ထားတာရှိတယ်လို့သတိပေးပါတယ်။သူမယောက်ျားမွေးနေ့ပွဲမှာမြို့တော်ဝင်တို့မိသားစုအပါအဝင်ဧည့်သည်တွေအများကြီးရောက်နေတဲ့အချိန်ကားထဲမှာပစ္စည်းကြံခဲ့လို့ဆိုပြီးကားတော့ကိုသူမတောင်းလိုက်တယ်။ကားနောက်ဖုန်းကိုဖွင့်ကြည့်တော့အစပိုင်းမှာဘာမှမရှိဘူး။ဒါပေမဲ့လှုပ်ဝက်အကန့်လေးတစ်ခုကိုတွေ့ပြီးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့အပိုဝေးစားတွေနဲ့အတူဖုန်းတစ်လုံးကိုတွေ့လိုက်ရတယ်။ဖုန်းထဲမှာတော့သူမယောက်ျားနဲ့တခြားမျိုးသမီးတစ်ယောက်ရဲ့တွေ့ရိုက်ထားတဲ့ပုံတွေတွေ့ပါတယ်။အဲ့ဒီမျိုးသမီးကတခြားသူမဟုတ်ဘူး။မြို့တော်ဝင်ရဲ့သမီးဖြစ်နေပါတယ်။ဒါပေမဲ့အဆိုးဆုံးကဘာလဲသိလား။သူမရဲ့အချစ်ဆုံးတငယ်ချင်းကဒါတွေကိုအစကတည်းကသိနေခဲ့တာပဲ။